ဒီတင်းကပေါ့နော်ကိုအတွက်ဟောက်ခဲ့မယ်ဆိုကိုအော်တိုသိနေလိုက်မယ်ပေါ့နော်ဆိုလို့ချင်တဲ့ဘောကဒီဗီဒီယိုစကြည့်တဲ့အချိန်မှာကလေးကိုကဒီဗီဒီယိုဆက်ပြီးနားထောင်ချင်နေမယ်ရုံပြောတဲ့ဟာကိုသိချင်နေမယ်ဆိုတော့ဒါကိုရဲ့ reading ဖြစ်လိုက်မယ်ပေါ့နော်ဆိုတော့ကိုကမသိချင်ဘူးကြော်သွားတယ်ဆိုတော့ဒါကိုရဲ့ reading မဟုတ်ကိုအတွက်ရမယ် message မဟုတ်ပေါ့နော်ဆိုတော့ဒီနေ့ကရုံးကဒီကက်လေးပေါ့နော်ရန် tiny desk လေးပြန်ရောက်လာပါပြီဆိုတော့ဒါလေးနေကြည့်ပေးမယ်ပေါ့နော်ဆိုတော့ကိုရဲ့ reading ဆိုကိုဟာနေကိုအလိုလိုသိနေလိုက်မယ် okay ငါတို့ဒါကြီးကိုကြည့်ချင်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ကြည့်ကြရအောင်ဗာ message တွေပေးနေလဲဗာ message တွေရဖို့လိုအနေနဲ့ဒီ collective ရဲ့ energy တခုပြောမယ်နော် collective reading ဖြစ်တဲ့အတွက်လူတိုင်းနဲ့ energy မကိုက်နိုင်ပါဘူးကိုက်တဲ့ energy ကိုပဲယူပါမကိုက်ရတဲ့ energy ဆိုထားခဲ့လို့ရပါတယ် okay အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေတော်တော်များလေသူတို့ဖြစ်ချင်နေတဲ့အရာတွေကလေသူတို့ဖြစ်ချင်တဲ့ပုံစံအတိုင်းမဖြစ်နေဘူးကိုလိုချင်တဲ့အရာတွေဖြစ်လာရင်တော့မှကိုမလိုချင်တဲ့ပုံစံတွေဖြစ်နေလိုက်မယ်ဥပမာပေါ့ကိစ္စရဲ့တစ်ခုခုကွာအလောက်ကမအောင်မြင်တာတော့မဟုတ်အောင်မြင်တယ်ဒါပေမဲ့ကိုလိုချင်တဲ့ပုံစံမျိုးအောင်မြင်နေတာမျိုးမဟုတ်သဘောပေါက်လားမသိဘူးအဲ့လိုမျိုးတွေဖြစ်နေလိုက်မယ်ပေါ့နော်ကိုမျောလင့်တဲ့အတိုင်းမဖြစ်လာတာပေါ့ဆိုလိုချင်တဲ့ပေါ့အလောက်ကမပြီးမြောက်တာတော့မဟုတ်ပြီးမြောက်တယ်အစံလန်းပြည့်တယ်ဖြစ်လဲဖြစ်တယ်ဒါပေမဲ့ကိုလိုချင်တဲ့ပုံစံကိုလိုချင်တဲ့အတိုင်းအတာကိုလိုချင်တဲ့မျောလင့်ချက်မျိုးနဲ့ဖြစ်လာတာမျိုးမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေမြင်နေပေါ့နော်ပြီးရင်လေကွာ attachment တွေများနေ attachment issues တွေများနေမယ် energy တွေကိုလေဘယ်လိုပြောမလဲ shift လုပ်ဖို့လိုအပ်နေရနော်ဘယ်လိုပြောမလဲဆုံးရှုံးထားတဲ့ပစ္စည်းတွေရှိရယ်ဆုံးရှုံးထားတဲ့ငွေကြေးတွေရှိရယ်ဆုံးရှုံးထားတဲ့လူတွေပဲဖြစ်ဖြစ် energy ကို shift အဲ့ energy ကိုအခုတစ်ချိန်ပြောင်းကိုယ့်ရဲ့အဲ့စိတ်တွေကိုယ့်ရဲ့အဲ့ဒီ energy ကိုအမှသွားပြီးအဲ့လူတွေအဲ့ပစ္စည်းအဲ့ဆုံးရှုံးမှုတွေနဲ့မှသွားပြီး attachment လုပ်ထားနေအဲ့ဒီဟာတွေလွတ်ချဖို့လိုတယ်ဘာလို့ဒါကြီးဖြစ်သွားတယ်ဒီဆုံးရှုံးမှုကြီးဘာလို့ဖြစ်သွားတယ်ဒီငွေတွေကဘာလို့ဆုံးရှုံးရတာလဲမြတ်နှစ်တဲ့အရာမမြတ်ဘူးအဲ့ဒီနေရာမှာစိတ်ကိုမထားနဲ့ရှုံးခဲ့တာပဲဖြစ်မမြတ်တော့ဘူးကွာပြီးခဲ့ပြီးထားလိုက်တော့အဲ့ဒီရဲ့ energy release လုပ်ဖို့လိုအပ်နေတယ်လူတွေနဲ့ပတ်သက်နေရဲ့ဒီလူမှုရေးတွေနဲ့ပတ်သက်နေ relate ဖြစ်နေရဆိုအဲ့ဒီလူတွေရဲ့နားမှာကိုယ့်ရဲ့ energy ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဟိုမုန်းတာပဲဖြစ်ချစ်တာပဲဖြစ် energy ကိုမရှိစေနဲ့အဲ့ဒီလူတွေနားမှာဆိုတော့ကိုက create လုပ်နေတာမျိုးမြင်ရတယ်ဒီလားကိုကဥမာဒီရဲ့အရာတွေနဲ့ပတ်သက်ပြီးပို့ပြီးခံစားနေရတယ်ပို့ပြီးတော့အဲ့ဒီအပေါ်ဘယ်တော့မှဖြည့်သိမ်းလို့မရနေတာမျိုးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေလုံးလို့မရအောင်လွတ်ချမှရမယ်နော်လွတ်ချတဲ့အရာတွေလွတ်ချပါ emotion တွေလွတ်ချဖို့လိုနေပါတယ်လွတ်ချကြပါ all emotion တွေအခုလက်ရှိမှဖြစ်တဲ့ဟာမဟုတ်အဲ့အရာကြီးကကြာနေပြီအခုထိ effect ဖြစ်နေတော့မယ်ကိုယ့်ရဲ့နှလုံးသားတွေထဲမှာအဲ့တော့ပေါ့နော်အောင်မြင်ဖို့အတွက်ကလေဘယ်အရာကြီးမှမလွယ်လွယ်လေးနဲ့မသွားဘူးပေါ့နော်ဆိုတော့ကိုယ်မှာ challenging တွေလာမယ်universe ကဆန်းတဲ့ samuel တွေခံရမယ်အမျိုးမျိုးခံရမယ်ဒါပေမဲ့လေအဲ့ဒီအရာတွေကကြော်သွားနိုင်တယ် step by step လောက်ဆောင်သွားနိုင်တယ်ဆိုကိုယ့်ရဲ့အတွက်တဲ့လာမဲ့ success ဆန်းကြီးအကြီးကြီးရှိရဆိုလို့ချင်းတဲ့တော့ဒီ video ကိုကြည့်နေတဲ့သူတွေ emotion တွေလွတ်ချမှရမယ် release လုပ်ဖို့လိုတယ်တခါတလေကျရင်ကိုမျောလင့်တဲ့အရာကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်လာအဲ့ဒီဟာကိုလက်ခံပြီးဒီ video ကြည့်နေသူက receiving mood နဲ့နည်းနေတာပေါ့နော်လက်ခံတဲ့ capacity နည်းရလို့ခံစားရတယ်တိလားဆိုတော့ဟိုသူတို့မကြည်နှက်ဘူးပေါ့ကွာမကြည်နှက်ဆိုတာငါဒီလောက်စူးစမ်းရဲ့တန်းနဲ့ငါဒီလောက်လုပ်ရဲ့တန်းနဲ့ငါဒီလောက်ဟိုပေါ့နော်ဟိုကိုယ့်ရဲ့ဒီအားဆိုင်မှုတွေထဲ့ရဲ့တန်းနဲ့ဘာလို့ဒီလိုဖြစ်တာလဲဆိုကိုယ် questioning တွေလုပ်နေမယ်မလုပ်နဲ့တချို့အရာတွေတိုင်ပင်ကြရင်ကိုမျောလင့်ထားတာထက်ကိုပို့ပြီးတော့ကောင်းတဲ့အရာတွေရလိုက်မယ်နော်ဒီ video ကြည့်နေတဲ့သူတွေအဲ့ message ကိုပြောချင်တာဆိုတော့ release လုပ်ပါကိုအတွက် success ကမဝေးတော့ဘူးပေါ့နော်ရောက်နေပြီးတော့စူးစမ်းဇွဲမလျှော့နဲ့အားမလျှော့နဲ့လောက်ရရှာလေးလောက်နော်ဆိုတော့အရန်ကြီးမတွေးကြပါနဲ့ရုံးကတော့ mindset ပိုင်းကိုပို့ပြီးတော့အားပေးရသူဖြစ်တယ်ရုံးထဲမှာရတရားတွေပွဲလောက်တာတွေအစီအရင်လောက်တာတွေဘာတစ်ခုမှမရှိပါဘူးရုံးလောက်လည်းမလောက်ပေးဘူးပေါ့နော်ရုံးကိုယ်တိုင်ရုံးကတော့မလောက်တဲ့သူဖြစ်တဲ့အတွက်ရုံးမကြိုက်ဘူးပေါ့နော်ဆိုတော့လောက်တဲ့သူတွေကတော့ဘာမှမဖြစ်ဘူးပေါ့နော်ဆိုတော့ယွန်းကတော့မလုပ်ဆိုတော့ယွန်းနောက်မှလာတဲ့သူတွေဖျားတရားလောက်အောင် mindset တွေ change လုပ်ရမယ်ယွန်းနောက်မှလာတဲ့သူတွေယွန်းဒါပဲ suggest အမြင်နဲ့ပေးဖြစ်တယ်ပေါ့နော်ဆိုတော့ယွန်းရဲ့ reading တွေကိုကြည့်နေတဲ့သူတွေဆိုသိမှာပေါ့နော်ဆိုတော့ယွန်းနဲ့ appointment လုပ်ချင်တဲ့သူတွေတလပိုင်းအတွက်ပေါ့နော် appointment လေးနည်းနည်းလေးပဲကြံတော့မယ်ပေါ့နော်နည်းနည်းလေးပဲရတော့မယ်ဆိုတော့တလပိုင်းအတွက် appointment လေးတွေမရသေးဘူးလို့ချင်တယ်ဆိုရင်လည်းလာယူလို့ရတယ်ပေါ့နော်ပြီးတော့တလပိုင်းမှာယွန်းခရီးထွက်မှာလည်းရှိရဲ့အတွက် appointment ကတဝက်လောက် short ချထားတာပေါ့နော်ဆိုတော့အားလုံးအဆင်ပြေကြပါစေ appointment လုပ်ချင်တဲ့သူတွေ TikTok ကနေမယူကြပါနဲ့ Facebook page or Telegram ကနေ appointment လေးယူပေးကြပါအားလုံး thank you ပါ